ကိုဖြင့်ပါဝင်လို့လူလမ်းပေးသွားပါတယ်ခင်ဗျာခုတော့ကလက်ပိတ်သားတော်ဟဲ့အလူတကဖြစ်တဲ့မောင်အောင်ဦးလူမဖြစ်တော့မခိုင်စုမမိသားစုအလောဘဓမ္မပူဇာအတွက်လူတော်ငွေ9000ကျပ်တိပါဝင်လို့လူလမ်းပေးသွားပါတယ်ယနေ့1386ခုနှစ်တမောင်းလာပြည့်အဖေများနေ့မှာဓမ္မပူဇာအလူရှင်ရတော့လူတကဖြစ်တဲ့မောင်ဝင်းကျော်မခင်မာခိုင်သားဖြစ်သူမောင်အာကာကျော်မိသားစုတို့အနေပြီးတော့မှဥဆောင်လူရှင်များဖြစ်ပါတယ်တဲ့နော်လူတကဖြစ်တဲ့မောင်ပိုင်ကြီးမအေးတီတာမိသားစုတို့လည်းဓမ္မပူဇာအတွက်အလူတော်ငွေ3000ကျပ်တိကိုဖြင့်ပါဝင်လို့လူတန်းပေးသွားပါတယ်ခင်ဗျာမှာပဲဖြစ်ဖြစ်နော်ကျွန်တော်တို့မိဘကျေးဇူးဆက်တဲ့ပွဲတွေမှာမွန်မြတ်ဆုံးကတော့ဓမ္မပူဇာနဲ့ကျေးဇူးဆက်ခြင်းဒီမွန်မြတ်သောအလူတစ်ခုဖြစ်ပါတယ်ဒီလူမှာအားလုံးကနေပြီးတော့ဝမ်းမြောက်ဝမ်းသာစွာဖြင့်ဝိုင်းဝန်းပံ့ပိုးလူဒါနာလူငွေရလည်းမနှဲပါဘူးเนาะမာဒီလူရှင်ရလည်းဥမောင်ဆန်းတော်တို့နေရလည်းမာဒီတယ်တဲ့เนาะမောင်ဝဲကျော်မခင်မာခိုင်တို့မိသားစုရလည်းမာဒီတယ်လူမကြီးဖြစ်တဲ့ဒေါ်တန်းလေးရလည်းမာဒီလူရှင်ပေါ့เนาะသူတို့သုံးဖြစ်မယ်ဗျာဒီနေ့နာတော့ဝမ်းသာပါတယ်ဘာပဲဖြစ်ဖြစ်เนาะကျွန်တော်တို့အားလုံးကနေပြီးတော့မှ